အမလေးရောက်လို့တော်သေးတာပေါ့ဟုတ်တော့သေချင်းစောကန်လာတာငိုဝဲကြိုက်တယ်ဟဲ့မဲမောတာတမောတာရှိတယ်နော်ဟဲ့ငါအကြောင်းပြသေးတာပေါ့ဟဲ့ကောင်ကလာမျက်မျက်လာကောင်မျက်မျက်လာဒီအပေါင်းနဲ့ငါတော့တွေ့ကြတာပေါ့ဒါကမျက်မျက်အမေကလည်းတမီးလည်းရှောင်းနေတာပဲအမေချေလန်းကိုတမီးမမလိုက်နိုင်တာအမလေးတော့အိုကြီးအိုမတင်းတိုင်းကောကိုမျက်စောင်းထိုးနေတဲ့ငါမမောဘူးဟဲ့လားနင်ကမောနေတာလားဟမ်လာမျက်မျက်ရှောက်ဟောကောက်ပေါ်ဖြစ်နေတဲ့ဒေါသတွေကနင့်ရှိကိုရောက်သွားမယ်နော်လာမျက်မျက်ရောက်ရလဲတာပေါ့ဒီအမလိုက်ကြပါမယ်ကြောက်စမ်းပါလေကြောက်စမ်းပါတောင်းနဲ့ငါလည်းခွဲမယ်မျက်ချောက်ဟဲ့ကောင်你也青蛙手路，你打手嘛？看那家来噻。嘿嘿嘿，တော်လေးမို့ပြောရတိုင်းကျွန်တော်ရက်ထားပါတယ်ခင်ဗျဒါနဲ့ဘာကိစ္စရှိလို့လဲ是啊，宝嘿，你路日本难说你的路，也得有拉老么拉嘿？偏来了心里，来人呢来要到没来接不嘿？那老哪路嘿？那老哪路？那老哪路？ဟာတော်လေးပြောမှပဲကျွန်တော်ရဲ့တိတ်ခါကြီးကုန်းကောက်စားတော့မရှိတော့ဘူးအမလေးဟဲ့မြောင်းနဲ့ကတိုက်ခါကိုထိတ်မှထားခြင်းသေးတယ်ဟဲ့လားနင်ကငါသမီးကိုရီးစားစကားလိုက်ပြောတယ်ဆိုပြောစမ်းဟုတ်တယ်လေအာရန်နဲ့အင်းဝရိုမီယိုနဲ့ဂျူလီရဲ့ရှင်မွေးလုံးနဲ့မင်းနဲ့တာသူတို့ရဲ့အချစ်နဲ့စနစ်ဟာဒီဘက်ကလူငယ်တွေရဲ့နှလုံးသားကိုဟဲ့နင်ကသမိုင်းရဆိုရင်မင်းနေတာမဟုတ်ဘူးမိเจ้าမသားရဲ့နှလုံးသားဆန္ဒရဖွင့်ရမိတာပါဒေါ်လေးရဲ့အမေသမီးကသူ့အနမ်းတမကောင်းလို့စိတ်ဝင်စားဘူးလို့ပြောတာမရဘူးအတင်းမဲ့လိုက်ပြောနေတာအမေရှင်းမဲ့သမီးအမေရှင်းမဲ့ဒီမှာမသေးခင်ပုတ်စော်အနံ့ထွက်နေတဲ့နင့်ကိုငါသမီးမပြောနဲ့ငါလုံးအဖွားကြီးတော့စိတ်ဝင်စားဘူးဟဲ့စိတ်ဝင်စားဘူးတကူအတန်ရှင်းမှုမြဲလောက်ပါတယ်ဗျအဝတ်စားရည်ဆိုတယ်လေလျှော့ပြီးမှဝတ်တာပါဗျလျှော့ပြီးမှဝတ်တာနင်ဘလောက်တန့်နေပြောနင်စီကပုံနဲ့ထွက်တာပဲအာနင်လုံးဝစိတ်ဝင်စားအောင်နော်နင်ငါ့ကိုထပ်မနောက်ရှက်နဲ့ဒီမှာစီနဲ့ရေကရောဆက်လို့မရတယ်လို့ပလင်းခွဲနဲ့ဗရဲများဆိုတာတန်ဖိုးကြီးกว่าလေနဲ့တက်စီနဲ့ဤဆိုတာလေအနတ်အသက်ချင်းกว่าတယ်ဟဲ့နောက်ငါသမီးကိုထပ်နောက်ရှက်မယ်ဆိုရင်အမေချမ်းကိုအာလာဝကစီးတာထက်ပိုဆိုးမိတာကိုမှတ်ကျဲလားကြားပါတယ်ဗျာကြားရတဲ့စကားနားဝမှာခါပဲမယ်ကျွန်တော်ယူရရဲ့ဝေးမှာနေပေးပါမယ်ဗျာအေးနေသိရင်ပြီးတာပဲလာသမီးဒေါ်မေမိုးကသူ့သမီးနဲ့ပတ်သက်ရင်တအားမောက်မာတာပဲသူ့သမီးကဘာသာနဲ့ထူထားမလို့လဲဟုတ်တယ်တငယ်ချင်းဟာအခုလဲကြည့်ပါလားငါ့ကိုပြောသွားမှာနန်စောနေရတယ်ရစရာဝိုးမရှိဘူးဒီရွာကာလာသားတွေအကုန်လုံးကလေယူရကိုကြိုက်ကြတယ်ကွာဒါပေမဲ့တရားအောင်မှနားမှမကက်ရဲဘူးဟေးဘာလဲသူတို့ကရွာမှာအချမ်းသာဆုံးတထေးမို့လို့လားမင်းကဒီရွာကိုပြောင်းလာတာတိတ်မကြသေးဘူးဆိုတော့ဒီเจ้าနေဘယ်တီုံရမလဲကွာစားနိုင်တောက်နိုင်ုံမှာပဲချမ်းသာတာစင်းရတာကြောင့်မဟုတ်ဘူးကွာဘာကိုအလိုမကြမဲအောင်မသိတာဟေးဟုတ်လားအဲ့ဒါမျိုးဆိုရင်တော့ဟိတ်တူအောင်တို့ကစိတ်ဝင်စားတယ်ဟေ့နည်းနည်းတော့စမ်းကြည့်အောင်မယုံရင်စမ်းကြည့်လေကွာတေးကြတာတော့လေကက်လို့မရမှတေးကြပဲဟေးမင်းထဲရုပ်ချောပြီးချမ်းသာတဲ့ကောင်တွေတော့အနာကက်လို့ရတာဟေးအရှုံးဆိုတာမရှင်ပြန်ရသေးပဲနဲ့ခံမှန်းတာလူညံ့နေတဲ့အလုံးကွာဟိန်းတူအောင်ပါလဲဆိုတာပြရသေးတာပေါ့ကွာအင်ဂျီတရားမွေးနေရပဲဒေါ်လေးရေမွေးစွတ်ထားလားမသိဘူးဒီပြိုကြီးကအရန်တိတက်တာပဲဒေါ်လေးဟဲ့ခဏညရှိညအတန်ကျင်းနဲ့အော်မီနဲ့ကဲပြောဘာလို့မကြဖြစ်ပြန်ပြီတော့အလိုမကြဖြစ်လို့မဟုတ်ဒေါ်လေးအလိုကြလုံးလုံးကိုဒေါ်လေးကိုချင်းမွန်းကဖွင့်မလို့ကဲလာအောင်မထိုင်အောင်အမလေးကိုတော့ချောရဲဘာလို့များချင်းမွန်းကဖွင့်ရတာလဲဒေါ်လေးကျွန်တော်အင်ဂျီတွေကိုရေမွေးစွတ်ထားလားမွေးနေရပဲဘာရေမွေးမှစွတ်ထားတာမဟုတ်ဘူးအဲ့ဒါဖူဂျီ2-in-1ဆက်ပြားကြီးနဲ့ရှော့ထားလို့မွေးနေတာပါတော့ဖ
ဖူကြီး2 in 1စက်ပြာနဲ့လျှော်ထားတာဟုတ်လားဒေါ်လေးစက်ပြာဒီလောက်မွေးလို့လား တစ်ထွက်တာလေတခြားဆက်ပြားကြီးလို့အဝတ်ထဲအတွက်အမွှေးစီချက်သုံးကြမလို့ မွေးနေရပဲတခြားစက်ပြာတွေထက်သားသွားတာပေါ့ ဟုတ်တယ်အမွှေးစီကိုထပ်မကုန်တော့တာပေါ့ ဒါကြောင့်ရမ်းမွေးနေရဘူး ဒါနဲ့နေပါအောင်ဒီနေ့နည်းနည်းထူးခြားနေတယ်လို့ပဲ ဟုတ်တယ်ဒေါ်လေးမိန်းမရှာပုံတော့ထပ်မလို့ဒေါ်လေးပင်မနေရတယ်ကိုမကြည့်ရတော့လို့လေမိန်းမယူဖို့အားထုတ်တော့မလို့ ဟုတ်လားဒါဆိုလည်းမြန်မြန်ယူပါတော့ဒေါ်လေးကငါ့တို့အိမ်အောင်ပြုတ်စေခြင်းပြီ စိတ်ချဒေါ်လေးအခုလိုက်မဲ့ကောင်မလေးကိုရလို့ရတော့လေဒေါ်လေးမိန်းမလိုက်တောင်းပေးဖို့သာပြင်ထားတော့ ဟုတ်ပါပြီတော့လိုက်လို့ရပါစေလို့ဆုတောင်းပါတယ်ရှင် ပေးရစုနဲ့ပြေးပါစီဒေါ်လေးအဲ့ဆိုရင်ကျွန်တော်သွားတော့မယ်နော်